Virgin ဝယ်လို့မရတဲ့အင်းအားရိပ်သာလဲလို့နေအမျိုးမှာပေ40 60ကျယ်ဝန်းနဲ့ကွန်ဒိုအခန်းကျယ်ကြီးပေါ်ပေါက်လို့လာပါပြီဒီလိုရတော့ရခဲ့အခွင့်အရေးကိုလက်လွတ်မခံချင်ဘူးဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြနော်အင်းအားရိပ်သာလမ်းကတိတ်ဆိတ်တယ်နေရဲလိပ်စာကလူကို define ဖြစ်စေရဆိုရဲစံနှုန်းနေနဲ့လည်းကိုက်ညီတယ်လူသားပါရဲ့ရှူရင်းကိုနေ့စဉ်သွားကြည့်အိမ်ကနေပြီးတော့ကြည့်ရှုလို့ရမှာလည်းဖြစ်တယ်ပြီးတော့အကျယ်ဝန်းကလည်းပေ40 60ခြံကွက်တစ်ကွက်ထက်ပိုပြီးတော့ကျယ်တယ်ဒီမှာခုရောက်ရှိနေနေရတော့အင်းအားရိပ်သာကွန်ဒိုရဲ့ project site လေးပဲဖြစ်ပါတယ်ဒီကွန်ဒိုလေးရဆိုရင်တော့လက်ရှိမှာ2 point အနေနဲ့ပဲရှိနေပြီးတော့ဆက်သက်လာပိုင်းဆိုရင်တော့ foundation ထားတော့မှာပဲဖြစ်ပါတယ်ဒီကွန်ဒိုလေးရဲ့ payment ကတော့90%တောင်းပေးမဲ့ချပြီးတော့2နှစ်အရေးကြာအတိုးမဲ့နဲ့ပေးချေလို့ရမှာပဲဖြစ်ပါတယ်Student page ရဲ့3000ခွန်ထိကျဲဝန်းတာမို့အိတ်ခန်း9ခန်းကြီးစိတ်ကြိုက်ဖွဲ့လို့ရမယ်ကပ္ပကင်ပါမယ်တုံချုံမယ်ကွန်ဒိုမှာတကယ်ကို feel like a home ဆိုတဲ့ vibe ကိုပြေးသွားရမှာနော်ပတ်ဝန်းကျင်အနေနဲ့လည်းကဘာရေးဖျားလန်းနီးနားမှာတည်ရှိရတဲ့အတွက်ကြောင့်မို့လို့မြန်မာ Plaza The Central အင်းအားကံပေါင်းနဲ့ International School စီဘယ်ဘဲလို့ရောက်သွားလို့ရတဲ့ prime location မှာတည်ရှိနေရတယ်ဖြစ်တယ်အင်းအားကံပေါင်းနားမှာတည်ရှိရတဲ့အတွက်ကြောင့်မို့လို့အားသာချက်အနေနဲ့လူကြီးမင်းတို့အတွက်မိသားစုလိုက်နေကင်းဘက်အပန်းဖြေတာညနေခင်းလင်းလျှောက်တာလူကြီးသူမတွေအနေနဲ့လည်းမနက်ခင်း၄ချိန်ခန်းထားလောက်တာတငယ်ချင်းတွေနဲ့ chilling လုပ်ချင်တဲ့အတွက်ဆိုလို့ရှိရင်လည်းတင့်တော်တဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်ဒီလိုအင်းအား view ကိုမြင်ရဖို့အတွက် square feet ချင်းလေးတွေကိုတိတ်တောင်းချီပေးပြီးဝယ်နေရတဲ့ကာလမှာပေ40 60မြေကွက်တစ်ကွက်စာထပ်ပို့တယ်တဲ့အင်းအားရိပ်သာကွန်ဒိုကိုဝယ်ယူမယ်ဆိုလို့ရှိရင်เนาะ Prime Estate ကိုအခုပဲဆက်သွယ်လိုက်တော့เนาะ Prime Estate your trusted partner